တော့နောက်မှနေတော့ပြောပြတယ်နော်ပြီးတော့ဘုရားပြောပြတာပေါ့ကြည့်တဲ့အခါကျတော့တဲ့ငယ်တဲ့လူကြီးပြပြရတယ်နော်ကျွန်တော်တော့ဆက်ကုန်နေရှိတော့ဒီကြောင့်စဉ်းစားကြည့်တဲ့အခါမှာနော်ကိုမင်းအောင်မျိုးရဲ့သာသမီပဲတယောက်ရှိတယ်ဒီတယောက်ပဲရှိတယ်နောက်ရောက်နေရတယ်ဆိုတော့မရတော့ဘူးမွေးနိုင်တယ်ဦးတော်သမီးကျွန်တော်တို့ဒီဘိုင်းတက်တဲ့ပြည့်နေဆိုတော့အဲ့ဒါသွားကြည့်ရအောင်ဦးတော်သမီးလာကောင်းအဲ့ဒါကြောင့်မှလည်းရအောင်မွေးရပြည့်နေတာပိုင်နော်ဆက်ပါလားဒီကဒါရင်းဒီကဘာပဲနေရှိတယ်နေရအဲ့တော့အမွေရคนละပုံတော့ပေါ်မှာညကြီးပဲအခုဟိုမြောင်မျိုးသမီးလိုက်ယူတဲ့လူကတော့အားမမို့ပြကြတယ်နော်အပိုင်မလားကြာတော့ခုံရတယ်ကြာတော့ဒါငယ်တော့ပြရတယ်တွေ့နေပါနော်ဒီဘာလို့ငယ်တော့တို့မှကြတော့နော်မိုက်တင်တယ်အေးပေါ့အခုဆိုရင်60လောက်ပြလာပြီနော်အားလုံးလားဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာပြင်ပေးမှာဒီအသက်တာနဲ့ဆိုတော့အိမ်တော်မိသားစုတွေရှိလာတယ်ဆိုတော့ဟိုကောင်းပါလေဆိုတော့ဆန္ဒကြအခန်းကြီး129နဲ့သုံးပါပြီနော်။ဘာလို့လဲတာလီတို့ဒီခါပြဆုချိုက်ဝေဒနာတော်ကအမွေးမစားဖြစ်ကြ၏။အသက်ပြည့်စုံဖွားမြင်တဲ့တာလီတို့ဒီသူရဲလည်းနဲ့ရှိတော်မြားကဲ့သို့ဖြစ်ကြ၏။နော်။ဆိုတော့တာလီများရဲ့လုံဆုံးတယ်နော်။တယောက်လေးဆိုလေတယောက်ပေါ့။တချို့တတိယရတယ်ကျွန်တော်အခုကျွန်တော်သူတယောက်လာနေတယ်ညံကောကနေသူသားလေးတယောက်မွေးတာအင်းလုံးကြတော့တယ်သူကလေးမွေးတယ်မရောက်ရှိတယ်အဲ့သူလေးသားဘေးသွားရောသူမှချွေးမနဲ့မြည်ဝဲကြကြလာဘာမှမပြောနေတာရှိတော့လေးတယောက်ရှိတဲ့ခါကျတော့အခက်ခဲလာပါဒါပေမဲ့ခုနပြောကြသူရဲလက်နဲ့ရှိတော့များတောင်းဒီမှာရှိတဲ့များထဲတယ်နော်ဘာဘူးအတောင်ကြီးအဲ့ထက်မှဆိုများ100ရှိရင်တော့ပိုကောင်းတယ်ပေါ့နော်တော့ကျွန်တော်ကျန်နေတာဆရာဟောတဲ့တရားကိုကြည့်တဲ့အခါမှာကျတော့နော်ချောင်းကိုကြည့်မြစ်ကိုရှာတဲ့တရားတွေမှာအထင်တည်းတဲ့အခါမှာပညာတက်တဲ့ဒေတာပမာစမှာမပြန်ခင်ကြရသူဒေတာပမာသူ့ကိုအိမ်တော်ပြုတ်တဲ့သူ့ထင်ညာပြလိုက်တယ်သူမင်းမတယောက်ပါတယ်လမ်းမှာပြန်လာတဲ့အခါမှာကျတော့သူကဖေးပစ်တာတော်တာသူကထက်တော့လေဒီမှာရအချောင်း900တဲ့ပါလမ်းမှာဓမြတွေ့တော့ဓမြ900ကောင်းတော့တရား900နဲ့တရားသူပြစ်လိုက်တာများတစ်ချောင်းကိုတရားပဲပြစ်လိုက်တာနော်900ဆိုလို့ပြေပါဒါပေမဲ့ပြဿနာသူ့မှာ900တစ်ချောင်းမပါဘူး900ကြီးပဲဆိုတော့နောက်ဆုံးအဲ့ဒီဓမြကောင်းတော့လေသူကနပန်းတိုက်ရနပန်းတိုက်တယ်နောက်ဆုံးဒါလည်းတွေ့နော်ဒါလည်းချဒါလည်းနပန်းတိုက်အဲ့ဒါတိုက်နေပြီလေအဲ့ဒီဓမြကိုကသူအောက်မှာရောက်တယ်အောက်မှာရောက်တဲ့အချိန်မှာအနားမှာရှိတဲ့သူ့ရဲ့ထိုင်တာပိတာဇနီးကိုပြောတယ်ဒါတောင်းတယ်ဒါတောင်းတဲ့ခါမှာသူယူထားတဲ့မိန်းမလည်းကြည့်တဲ့ခါမှာဓမြလည်းမစိုးပါဟောတော့သူ့ယောက်ျားနဲ့ရုပ်ရည်လည်းပို့တတ်တယ်ကွာအဲ့သူ့ယောက်ျားကိုကြည့်လိုက်ဓမြကိုကြည့်လိုက်အတင်မောများကိုကြည့်ပြီးမှနောက်ဆုံးသူ့ယောက်ျားကတကယ်ဆိုအသက်ရှင်ရမှာနော်နိုင်ရမှာဒါကိုသူပေးလိုက်တယ်အတော့အကင်တော့ဓမြပူပေးလိုက်တယ်ပြေးရက်ပြေးသွားတော့ပေါ့နော်ဆိုတော့အဲ့ဒီအဖြစ်ပြနေပြတော့တခိုးဒီယိုကန်းဆိုတာပေါ်လာတယ်တခိုးဒီယိုကန်းနော်ဟုတ်မလားဓမြအောင်မှသွားဒီယိုကန်းလိုက်တယ်ကွာသူ့ယောက်ျားအောင်မကန်းလိုက်တော့ဒါတော့နော်တရားဘုဒ္ဓမှာထောင်းကိုပြည့်ကိုချမ်းတယ်ဖြစ်ပြနေတော့တိုင်းကပေါ်လာပြတယ်တော့ကြမ်းချက်ရှိမယ်နော်ရှိမယ်ဘာမှတွေ့နေလဲဆိုပြီးနော်ဆန္ဒကျမ်း128အခန်းငယ်105ကျွန်တော်ပြင်ကြည့်မယ်။ပြောင်းကြောင်းတော့ကြောက်ရွေလမ်းကြီးတော့လိုက်သွားတဲ့သူတွေဒီမင်္ဂလာရှိကြတယ်။ဘုဒ္ဓပြုတဲ့တင်ပြီးမိမိလက်နဲ့လှုပ်ဆောင်ရတော့အစာကိုစားလိမ့်မည်။မင်္ဂလာရှိကောင်းသားလိမ့်မည်။တိမယာဒီတိအိမ်သားမှာညာစွာစီးတော့ဒီပြည့်နယ်ပင်ကလည်း၎င်းသားသမီးတို့ဒီလည်းသိစပွဲပတ်နေတဲ့စိုက်ကျိုးသောသံမြင်ကတော့ဖြစ်ကြလိမ့်မည်။အားပြကိုကြောင်းတော့သူဒီဘုဒ္ဓတော်မင်္ဂလာရှိလိမ့်မည်။သိကောင်းတဲ့ကြမ်းကြဲလေနော်။ဘုရားကြောက်နေတဲ့ဒီကကိုလည်းနဲ့လောက်တဲ့တော့စားမယ်ကျွန်တော်ငယ်လေးကသူများကျွန်တော်ကျွေးတာကျွန်တော်သိနေချင်းကျွန်တော်
ပြန်တွေးချင်တာပါနော်ကျွန်တော်အလုပ်လုပ်ရတယ်လုပ်တဲ့ခါကျတော့ဥမာပြောသီးဆိုင်ကပြောသီးစီးလာတယ်ရောင်းတယ်အဲ့ဒီအခန့်ကြီးတော့ငါဟိုဖောက်ပြောမယ်ဒီဒီကတော့ငါအပေါက်ပြောမယ်အဲ့မဲ့ပြီးဆက်ရှိမလို့ကျွန်တော်ရတဲ့အရာအားလုံးဆိုဖះကိုပေးရမယ့်အရာတွေကျွန်တော်အားလုံးလို့ကြဒီမှာခန့်ခဲ့တတ်တယ်ဟုတ်လားအားလုံးကြီးတယ်စားကောင်းတယ်စားပြီးတော့မှဟိုငါဖះအတွက်ပေးမယ်အဲ့ဒါတော့နာမည်ဖះအတွက်ကိုဦးပြီးတော့ပြီးရတယ်ကျွန်တော်ဒီလိုပေးရမယ်ကိုဆရာသမားတွေမိဘတွေရောဒါတော့အနလုံးနဲ့ငါးပါးလို့ပြောအဲ့ဒါကျွန်တော်ပေးရမယ်ဆိုတော့မိမိလက်နဲ့လှုပ်တဲ့အစားကိုစားတယ်ကောင်းစားမှာပါနော်ဆိုတော့ကျွန်တော်လက်တွေကကြည့်တဲ့ခါကျတော့အလုပ်လုပ်တဲ့လက်ပြန်တယ်နော်စိုက်ပြိုးတယ်အပင်နဲ့ဆက်ဆိုတော့ကျွန်တော်တို့စိုက်ပြိုးဝင်းယူတဲ့နေ့ရှိရင်စိုက်တယ်အသီးနဲ့ပြန်စားပါနော်အဲ့မကောက်သူများလက်ပြန်စားနိုင်လို့ပဲကျွန်တော်စိုက်လိုက်ပြရတယ်ဒီကြတော့အဖိုးတွေကတက်ပင်စိုက်တယ်စိုက်တဲ့တက်ပင်ရဆိုရင်နော်စိုက်တဲ့ခါမှာမိသားစုတစ်ပါးလာတယ်။အိုးတဲ့အသက်ဘယ်လောက်ရှိသေးလဲတဲ့။ငါအသက်80ကျော်90ရှိနေတယ်။ဘာဖြစ်လို့ဒီတက်ပင်စိုက်လဲတဲ့။အဖိုးတင်ပြီးဆိုရင်အဲ့ဒီပင်စားလို့လေ။ဖိုးစိုက်တယ်။အဲ့ဒီမိသားစုအဲ့ဒီအဖိုးကနော်တရားသဘောကိုပြတာလေ။ငါစိုက်တာငါစားဖို့မဟုတ်တဲ့။နောင်လာနောက်ကစားဖို့အတွက်ငါစိုက်တာ။အခုငါအိမ်နားမှာရှိတဲ့ပင်ငါအဖိုးတွေငါအဖေတွေစိုက်လို့ငါစားရတာတဲ့။ဒါကြောင့်ငါဆိုပြီးအသက်ကြီးပြီပါငါဆိုင်မစားဘူးဆိုတဲ့အတ္တသဘောမှမရှိဘူးတဲ့။နောင်လာနောက်သားရဲ့အတွက်ငါစိုက်ခဲ့တာတဲ့။ဥဒ္ဒံပြောမကောင်းလား။ဒီသက်ရမစိုက်ပါစားတယ်စားလကားပေါ့။စိုက်မယ်နဲ့ကိုလည်းစားမယ်။အဲ့ဒါကအင်မတန်မှနော်နှိမ့်ကြသဘောသားလေနော်။ကိုလည်းနဲ့လုံတော့စားရတဲ့စာကိုစားမယ်တဲ့။မင်္ဂလာရှိတော့ကောင်းစားမယ်တဲ့။စားပြီးရောသားသမီးတွေကအိမ်နောက်မှာရှိတဲ့တန်လွင်ပင်လို့တန်လွင်ပင်ကအသီးသီးတဲ့အဲ့ဒီအစစ်တဲ့အဆောင်ယူတယ်အဲ့ဒါစီကျိတ်တယ်ဒီအရင်ကောင်းတယ်နော်တန်လွင်စီတိတ်တံမှုရှိတယ်တန်လွင်စီကကျွန်တော်ဒီယောဂအတွက်လည်းကျွန်တော်တောက်လေးရတန်လွင်စီနော်ပြီးတော့ဒီခါကျွန်တော်တို့လူကြောက်ယောဂဖြစ်သူ့စီနေအဲ့ဒီတန်လွင်စီပြီးတော့ဆူတောင်းပြီးတယ်ဆူတက်ကမှတွေ့ရတယ်အဲ့ဒီကောင်းကြီးမင်္ဂလာအပြည့်အဝရှိတယ်ပြရတယ်တော့ခုနပြောတဲ့တာသမီးတွေကြပါလေတန်လွင်ပင်ကဲဆိုဖြစ်နေတယ်ကဲတန်လွင်ပင်ကတီးဖို့တဲ့ဘလောက်ကြာရတယ်ဟုတ်တယ်ဆယ်စုလောက်ဆက်ရတယ်စားရတယ်ကဲအုံးပြင်ပြီးဖို့တွေ့အောင်ခုနည်းတူပဲအကေဟိုတာတော့တိမဲ့ဆို3နှစ်လောက်အပွင့်ကြတော့လေးငန်းစားပြီးအုံးလားဆိုရင်နောက်ပြန်ပြစ်ခါ9နှစ်6နှစ်မှတော့အပွင့်ကြတယ်ခုနည်းရှိစားပြီးကဲငါမစားဘူးပါငါဒီအသက်ရမဆိုင်ဘူးဆိုပြီးဒါကမမှန်ဘူးเนาะဆိုတော့အဲ့ဒီဘုရားကြောင့်နေတာအဲ့လိုသဘောရှိတာတွေ့ရတယ်မိမကျတော့ဘာရှိလဲတင်းမရပြီးညာကအတီးတော့ပြည့်မယ်လို့ဖြစ်မယ်ဒီပြည့်မယ်ဒီပြည့်ဒီသိနေကြလားဒီပြည့်ချန်လည်းရောက်ဘူးလားကျွန်တော်ရောက်ပြီလေအင်းလေးထက်မှလည်းရောက်ပြီလေဒီချန်လည်းနောက်အခုကျွန်တော်ထမ်းသွားတဲ့ခါမှာအခုဟိုတော့တောင်ရင်းမြအဲ့ဒီဒီဘက်ခိုးကူတာပေါ်တက်တော့မှဒီပြည့်ချန်တင်ရောက်ဆိုင်တာသူကတခိုင်ခါတော့လောက်ရှိရနော်မြန်သွားလေဒီပြည့်ချန်ညာကိုတာလေစားတယ်ကဟာရှိတယ်ယောဂဝင်ငြိမ်းစေတယ်အပြီးဖြစ်တယ်ဆိုတော့ဇနီးရလည်းသတိနဲ့ပြတ်ဖြစ်မယ်နော်ဒါမှမရှိတဲ့ဒီမဲ့ဇနီးတော့သတိနဲ့တွေ့ကြလားသူလည်းပဲတော့ခင်ဗျာဇနီးနဲ့တွေ့နေတွေ့ကြလားနော်အပြာလည်းဝေစားတယ်အတိကပြီးရောစားရချိုးဟုတ်လားဒါကြီးကြီးနော်ပြီးတော့ဟာရဖြစ်နေတဲ့အပြီးတော့ဆေးပဲဝင်တဲ့အပြီးဖြစ်တဲ့ကြောင့်အိမ်မှာရှိတဲ့ဇနီးမအဲ့လိုဖြစ်ဖို့တဲ့ဒါအကြီးကြောင်းပြပြရတယ်ကျေးဇူးတင်တယ်ဆိုတော့ခုနဆရာတော်ဖတ်လိုက်တဲ့ကျမ်းချက်တွေမှာအင်မတန်မှကောင်းတဲ့ကျမ်းချက်ဖြစ်တယ်ဒီကျမ်းငါကကျမ်း50ဒီ73မှာတင်းသားသမီးအပေါင်းတို့တွေထားပြဆုံးမသွန်သင်တော်မူသောပြုဖြစ်များစွာစည်းစိမ်ချမ်းသာနဲ့ပြည့်စုံကြတယ်နီတင်းဒီထောက်မှချင်းတရားအဖြစ်တည်တဲ့ညီငင်းဆဲချင်းနဲ့ဝေးပြီးဖြစ်မကြောက်ရထိတ်လန့်ချင်းတွေလည်းဝေးပြီးသင်ပြီးတော့မရောက်ရဘယ်တော့ကောင်းတဲ့ကတိတွေဟုတ်မလားဆိုတော့တရားသခင်ကလည်းကျွန်တော်ပေးတဲ့သားသမီးတွေကကျွန်တော်နှုတ်ကပတ်တရားနဲ့ဆိုရင်ကိုပြောထားတာပါတရားကြီးတုံနေဆုံးမဆိုတော့ဒီကျမ်းစာနဲ့တို့ဆိုတရားအတားအရေးကြီးတယ်ကျမ်းစာမှာပေါ့ဆိုလကားပဲဒီကလေးဘုရားမကြောက်တဲ့လကားပဲမိဘယူစေတာမှာတညက်လို့10ပါးတော့မှမိဘယူဆိုတာပြုတော့ပြောတဲ့အခါမှာဒီ
မိဘစကားနားထောင်တော့ပြောတာမိဘကိုတခါလဲမလေးမစားပြောတာတဲ့မိဘစကားကိုညီကိုကြနားထောင်တာသမီးတွေဖြစ်ဖို့အတွက်နော်ဒါအရင်ကျန်းပြရတယ်နော်ကဲတော့စီကျန်းစာတွေမှာရှိတဲ့ပုတ်ပြကြတဲ့နည်းနည်းပြင်ရတယ်နော်ဒီလာပြီးတော့ကျွန်တော်သင်္ကားကြတော့သို့တော့ပါဠိဗုဒ္ဓပါဠိမှာဆိုပြီးသာသမီတရား၃မျိုးရှိတယ်တဲ့။နောက်တစ်မျိုးကတော့ပြန်ကြည့်တဲ့အခါမှာအတိဇာတာစားတောင်းတယ်သူများတွေတန်းတယ်အပြေးခေါ်ရှိတယ်။သူတို့လောက်တဲ့အရာအမှန်တယ်ကောင်းမှခံရကြမိဘတော့ပြန်ပေးနိုင်တယ်။သူလည်းမကြောက်မတောင်းတဲ့နေရာဆိုတော့အတိတရားရှိတဲ့သာသမီတွေနော်လောက်ချင်းကိုင်းတဲ့သာသမီတွေမပြင်းဘူးပြီးတော့မနေ့ဆိုရင်အမေကလုံးမထားမဲ့သားမဟုတ်ဘူးသူအစိုးရထားတယ်အခုကြောင့်ကြည့်နေတာလူတိုင်းပဲပြဿနာတွေဖြစ်အဲ့ဒါဒီမိုဘိုင်းဖုန်းညဆိုဖုန်းကိုပြည့်ကြည့်နေတာဆိုတော့ညဆိုနေ့လည်းလိုပဲအားဒီဖုန်းလုံးကန်တော့ဒါပဲလုပ်နေတာအလုပ်ကတော့ဗျအများကြီးသိနေမှာဆိုတော့ဒါကြောင့်ကျွန်တော်ကြောင်းလို့မှဆိုပြောဖုန်းသိမ်းထားတာနော်ဘုံမပြောပတ်လုံးလုံးပဲနော်ဒီလားအင်္ဂါကိုပြကြပြီးတော့သိမ်းတာတနေ့မှပြန်ပြီးအစီကံခါကောင်းတာပေါ့ဦးလည်းပဲဖုန်းတွေပါလေဂိမ်းတွေပါဆိုတော့အစားဆိုတော့အမှန်ကစားတယ်ပြောကြကြီးစမ်းကြည့်လိုက်လို့သိတယ်ဆိုတော့မှမဟုတ်လားတော့ဒီကျခေါ်တော့မှနားမတောင်းတော့နားမကြောက်တော့နော်အဲ့ဖုန်းတော့နင်းမျောတဲ့သူအများကြီးတယ်ဒါဖုန်းကပါလားမပါတော့ပါပဲလားအိမ်မစောတာတော့ကောင်းတာပေါ့ကဲလူတက်တာမှာပြန်ကြည့်ခါမှာအလုပ်လေးဟင်းစီတဲ့အရာအများရှိတယ်ပြရနော်တော့ဒါဆိုနော်အရေးကြီးတယ်ဒုတိယအဆင့်ကတော့အဝဇာတာလေလူတန်းစစ်နေနိုင်တယ်စားနေတော့နိုင်တယ်ချမ်းချမ်းသာတာတော့မရှိဘူးနော်ဘောမရှိဘူးဒါပေမဲ့တော့ဒီအတိဇာတာတော့ဘောမဘောအမေတွေလည်းပေးနိုင်တယ်အမေတို့လောက်လို့ချင်းတယ်အမေဒီမကောင်းရင်တော့အမြဲတမ်းစီဖို့ပို့ပြီးတယ်ဒါမှမကောက်နော်အမေပြိုနော်ပို့ပြီးနိုင်တယ်အခုကျွန်တော်တမက်နဲ့တမီးသူတို့အဆင်ပြေတော့ကျွန်တော်ညကိုဘယ်လောက်ပြေးလဲဘယ်လောက်ပြေးလဲ50ကျလားအေးကြပြောပါဦးညသူများဘာတမက်မတိုက်ပါဘူးဘယ်လောက်ပြေးလဲ50လေ50လေ350ပေါ့အေးလည်းပြောလေအပွင့်မင်းမယိုးမသားနဲ့လို့50ပြေးတယ်သူ့အမျိုးလည်း50ပြေးလိုက်တယ်ကျွန်တော်တို့ကအစိတ်ကြီးတဲ့25သိန်းစီပေါ့နော်ကျွန်တော်ဘာလုပ်မလဲအစကျွန်တော်အဲ့25သိန်းတော့ငါဘာလို့လဲခါလိုက်အဲ့လိုထင်တယ်ဒါပေမဲ့အချင်းနဲ့ကျွန်တော်ဗန်စာတက်မှာတာတောင်မြို့တိ73မိုင်အသိတော်ငွေရကျွန်တော်ထည့်ထားရှိတယ်ကျွန်တော်ထိန်းထားပေးလား40နဲ့အသိန်းကျွန်တော်ထည့်ထားသူကားရောက်ပြီးတော့မှထည့်လိုက်ရဒါလည်းဒါနဲ့မှထားမယ်ဒါပေမဲ့အဲ့ဒီပတ်စံချိပါလားအမချိဘူးသူမှမချိဘူးဒီဟာကနေကြတယ်တော့အတင်းတော့ကားဝင်တာငါဆုတာမယ်3နှစ်4နှစ်5နှစ်နိုင်ငံပြန်ကောင်းလာမယ်ဆိုရင်ဒီမှာအခုနော်40တပြန်တော့တော့ပြန်များလာပြီဆိုတော့တို့ကားကြီးဝင်မှာငါတို့နည်းနည်းမြတ်ပြပါလားငါတို့မှရှိတယ်ဒီမှာအဲ့ဒါစကားပြောလို့ကောင်းတော့ကိုမဘာမှဖြစ်သွားတောင်းရင်အဆင်မပြေဘူးဆိုတော့အဲ့ဒီငွေတွေကဘာလဲကျွန်တော်တို့တင်ထားတကယ်တော့ရောင်းလိုက်တာ390ရတယ်အဲ့ဒါအတင်းဝင်တင်တဲ့စေးပေးချတော့အဲ့ဒါဝေပြီးတော့အကျန်တာကိုနော်အတင်းလူကြီးနဲ့အောက်တင်တာကိုကြောက်တာနဲ့ထည့်လိုက်အဲ့ဒီငွေသွားရှုပ်လို့ကျွန်တော်ရဲ့လူဒီတော့ဇနီးစမှာအလုံးထည့်လိုက်နော်မလာဦးလာပြကျွန်တော်ပြောတာလူဒီတော့ဇနီးမလာဦးလာပြောဦးလာပြောလူဒီတော့ဇနီးမလားဆိုတော့ဒါသူတို့ရဲ့ကောင်းစားတဲ့ခါမှာကျွန်တော်တို့ဖေးတဲ့ရာဒါနဲ့မကလေးနော်အခုတာသမီလည်းရှိတယ်ပေးတယ်အမေကြီးလည်းပေးတယ်အဆင်ပြေပါတော့ကျွန်တော်ပေးပါတယ်အခုလို့ကျွန်တော်တို့လာတဲ့ခါကျတော့ငါဘာပို့ပေးလိုက်ပါဦးပါနော်အဲ့ဒါလမ်းကြီးမရှိဘူးဆိုတာမဟုတ်နော်တရားပေးတဲ့ကောင်းကြီးရှိတယ်ပြောရတယ်ကျွန်တော်ပြည့်ပြောလိုက်အခုတန်းတော်ဦးလို့ဆရာရေးကြော်သူထုံးလို့လာဖို့လမ်းစီလည်းမလို့သူတို့ဂုံပြတဲ့ခါမှာပေးစရာတွေလက်ဆောင်လို့လာပါတော့သို့တော့အခုပြန်မဲ့ဆရာတွေအမှုဆောင်ဆရာတွေအလားတူလမ်းစီတော့ဆာပြီးတော့ချိုးချင်မှရှိပါမယ်ပြန်တော့သူတို့ပေးရမှာဒါသူတကယ်သားမျိုးအားလုံးပြပြတာအဲ့ဆရာတန်းသူတို့ဘယ်သူကပေးရမလဲသူဒီလက်ဆောင်နော်
လေးစားပြူဒီထိုင်သူကနားလည်းမလို့သူကလူလိုတာ